ပတ်စံပေးထားတဲ့လူကြတော့မီးနီဖြတ်လည်းမမြင်အောင်ဆောင်းနေတယ်ပတ်စံပေးမထားဘူးဆိုရင်တော့မီးဝါလေးဖြတ်ထားတော့မှပဲလားနော်လှုပ်တတ်တာတွေပြောပြတာပါဘယ်မှာလှုပ်တယ်တော့မပြောပါဘူးအဲ့လိုလှုပ်တတ်တာတွေရှိတဲ့အကြောင်းပြောပြတာနော်အဲ့တော့နေရာတိုင်းမှာသန္တာဂတိဒေါသဂတိဘယဂတိမောဟဂတိဆိုတာအဂတိတွေလွှမ်းမိုးပြီးတော့တကယ်လမ်းဥပဒေအတိုင်းမလုပ်လို့ရှိရင်ဒါသန္တာရောသမောဟဘယလို့ဆိုတဲ့အကြောင်းလေးမျိုးနဲ့အကုသိုလ်လုပ်တယ်လို့မြတ်စွာဘုရားပြောတယ်အဲ့ဒီလိုအကုသိုလ်မလုပ်ပါနဲ့တဲ့လုပ်ခဲ့လို့ရှိရင်လာစုပ်ပက္ခမှာထွက်တဲ့လလို့သူ့ရဲ့ဂုဏ်သတင်းတွေဟာကြာဆင်းသွားပါလိမ့်မယ်အကယ်၍အဂတိ၄ပါးမလိုက်စားပဲနဲ့ဥပဒေနဲ့အညီဆောင်ရွက်တယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့ဂုဏ်သတင်းဟာလာစားပိုင်းမှာထွက်တဲ့လလို့တဖြည်းဖြည်းကြီးပွားလာပါလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာနော်ဒါလည်းအများနဲ့ပေါင်းသင်းဆက်ဆံနေတဲ့အခါမှာအင်မတန်မှအရေးကြီးတာကိုအင်မတန်မှအရေးကြီးတယ်